တချို့ကျွန်တော်ရဲ့ဒီ mate တွေကပေါ့နော်ကျွန်တော် customer တွေကကားမကြည့်ပဲဝယ်တဲ့လူများတဲ့အတွက်ကြောင့်တချို့ဆိုကိုလင်းကားကြည့်ပြီးသားလားအဲ့လိုမေးတဲ့လူတွေများတဲ့အခါကျတော့ကျွန်တော်လည်းကားလေးကိုတေးတာစစ်ချင်တော့ကျွန်တော်ကိုယ်တိုင်ကားလေးကိုတေးတာစစ်မယ် final စစ်မယ်ကားလေးကောင်းတယ်ဆိုရင်ကျွန်တော်ကဟိုတင်ရောင်းပေးပါတယ်ဗျာနော်ထုံးစံတိုင်းပဲကျွန်တော်ကလင်းခအိမ်မှာပေါ့နော်ဒီနေ့အယောင်းလာအပ်ရင်ဘာတွေလိုလဲဆိုတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပေါ့ကျွန်တော်စီရောင်းလာတဲ့ကားလေးတွေလည်းကျွန်တော် 1% နဲ့ရောင်းပေးရပေါ့နော်နှုံးသားတော့ 1% ယူပါတယ်ပြီးတော့ကျွန်တော်ကဘာလို့လိုရလဲဆိုတော့ကားလာထားဖို့လိုလားလို့မေးတဲ့ခါကျရင်ကားလာမထားလဲရတယ်ထားခြင်းရင်လည်းရတယ်ပေါ့နော်ကျွန်တော် channel မှာကျွန်တော်အိမ်မှာလည်းကျွန်တော်ထားလို့ရပါတယ်ဟိုကားမထားပဲဒီတိုင်းရောင်းလာအပ်မယ်ဆိုရင်လည်းအယောင်းလာအပ်လို့ရပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်ကကားလေးတော့တည်တာစစ်ဆေးခြင်းတယ်တချို့ကျွန်တော်ရဲ့ဒီ mate တွေကပေါ့နော်ကျွန်တော် customer တွေကကားမကြည့်ပဲဝယ်တဲ့လူများတဲ့အတွက်ကြောင့်တချို့ဆိုကိုလင်းကားကြည့်ပြီးသားလားအဲ့လိုမေးတဲ့လူတွေများတဲ့အခါကျတော့ကျွန်တော်လည်းကားလေးကိုတေးတာစစ်ချင်တော့ကျွန်တော်ကိုယ်တိုင်ကားလေးကိုတေးတာစစ်မယ် final စစ်မယ်ကားလေးကောင်းတယ်ဆိုရင်ကျွန်တော်ကတင်ရောင်းပေးပါတယ်ဗျာနော်ပြီးတော့ကားလိုအပ်ချက်ရှိရင်လည်းပုံမှန်လင်းလင်းပြောပါအဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ဈေးကိုဟပြီးတော့ကျွန်တော်ပုံမှန်လင်းလင်းပြောပြီးတော့ရောင်းပေးပါမှာပေါ့နော်အဲ့တော့ကားရောင်းရင်ဘာလို့လဲဆိုတော့ဘာမှမလိုပါဘူးကားလေးလာပြပြီးလာစစ်ရုံနဲ့တင်ကျွန်တော်တေးစားလေးရောင်းတင်ပေးပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကားတွေလည်းဝယ်ပါတယ်ပေါ့နော်ကျွန်တော်ကိုအဲ့လိုမျိုးငွေလိုလို့ဖြစ်စေကားချင်းလိုလို့ဖြစ်စေအရေးကြီးအဲ့လိုကားရောင်းချင်တယ်ဆိုရင်လည်းကျွန်တော်ကပြန်ပြီးဝယ်ထားပေးပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကလင်းခအိမ်လို့ခေါ်ပါတယ်ဗျာနော်